အရန်လာပြီးတော့ချစ်စရာကောင်းတဲ့ဒီလိုနင်းစီပူးလက်ပတ်တန်လေးဆွဲပြမယ်နော်အရင်ဆုံးပထမဦးဆုံးလက်ဖောင်းဆွဲမယ်လက်ဖောင်းကိုလက်နှစ်ဖက်စာအတွက်ဆွဲမယ်ဆိုတော့ဒီလိုခောက်လိုက်မယ်ခောက်ပြီးရင်ဒီလိုထပ်ပြီးတော့ခောက်လိုက်မယ်နော်အဲ့တော့လက်ဖောင်းဆွဲတဲ့အခါမှာဂျိုင်းကိုယ့်ရဲ့အင်ကြီးဂျိုင်းကိုတစ်ပေါင်းပါတယ်ဆိုတော့ဂျိုင်းက8ဆိုလို့ရှိရင်8ကိုတစ်ပေါင်းပြီးတော့9နဲ့ဆွဲမယ်ပြီးတော့ဒီလက်အရှိကိုကြာတော့3ပေါင်းရမယ်ဆိုတော့လက်အရှိကို6လက်မှလိုချင်တယ်ဆိုရင်6ကို3ပေါင်းပြီးတော့9နဲ့ဆွဲမယ်ဒါကလည်းဂျိုင်းအတိုင်းဆိုတော့ဒီလိုမျိုး4တောင်ရပါမယ်เนาะဒါလက်နှစ်ဖက်စာဆွဲမှာเนาะဒါတော့ခောက်ရိုးပဲလက်နှစ်ဖက်စာဆွဲမှာအဲ့ဒီတော့ဒီနဲ့ကလက်ကအနီတော်ဖောင်းပေါ့เนาะအနေတော်ဖောင်းဆိုဒါ8လက်မှာเนาะအဲ့ဒီ8လက်မှာကိုယူပြီးတော့ဒီနဲ့ဆက်လိုက်မယ်ဆက်ပြီးလို့ရှိရင်ဒီနဲ့အလယ်မှာမျက်လုံးနဲ့မှန်းပြီးတော့တစ်ဖြတ်ဖြတ်မယ်ဒီနှစ်ခုရဲ့အလယ်မှာလည်းတစ်ဖြတ်ဒီနှစ်ခုရဲ့အလယ်မှာလည်းတစ်ဖြတ်ဖြတ်မယ်ဒါဆိုရင်ဒီမြင်းချောင်းကို4ဖြတ်ဖြတ်ပြီးသားဖြစ်သွားပြီ1 2 3 4ဖြတ်အဲ့တော့ဒီအောက်ဆုံးအဖြတ်မှာအလယ်မှာအတွင်းထဲကို4စိတ်ဝင်မယ်4စိတ်ဝင်ပြီးဒီလိုလေးဆွဲမယ်ဒီကနဲ့ဒီနဲ့3ခုရဲ့အလယ်မှာ6စိတ်ဝင်မယ်6စိတ်ဝင်ပြီးရင်ဒီလိုလေးဆွဲမယ်ဒါဆိုရင်ဒါလက်ဖောင်းလက်ဝကြတော့လက်ဝအစား2အပေါင်း1ဆိုတော့လက်ဝက12လက်မှ12လက်မှကိုအစား2ဆိုတော့6လက်မှ6လက်မကို1ပေါင်းတော့9နော်6လက်မကို1ပေါင်းတော့9ရမယ်အဲ့တော့သူ့ရဲ့လက်ဝကဒီလိုလေးနော်ဒီလိုလေးဖြစ်သွားမယ်ဒါကိုညှက်လိုက်မယ်ဒါကအလယ်မှတ်ကိုဒါကကြီးရလေးနဲ့ပေးထားလိုက်နော်ဒီလိုဖြန့်လိုက်လို့ရှိရင်ဒီမှာအလယ်မှတ်ကလေးမြင်နေရတယ်နော်အဲ့တော့ဒီလိုပြန်ပြီးတော့ပါမယ်ပြီးတော့ဒီကနေဒီကို2လက်မှတက်မယ်နော်2လက်မှတက်မယ်ပြီးတော့ဒီကနေဒီကို4လက်မှဆင်းမယ်အဖောင်းအောက်ကိုဆင်းမယ်ဆင်းပြီးတော့ဒီလိုဖြန်းလိုက်မယ်ဒါဆိုရင်ဒီလိုမျိုးလေးပြည့်လေးဒီလိုလေးဆွဲလိုက်နော်ဆွဲပြီးရင်ဒီလိုညှက်လိုက်မယ်ဒီလိုညှက်ပြီးတဲ့ခါကျရင်ဒီအောင်နားလေးကိုအဆက်မပါဖို့အတွက်ကိုတစ်ခါတည်းဒီလိုလေးဆက်ထားလိုက်မယ်ဆက်ပြီးသားပုံစံမျိုးလေးဖြစ်အောင်နော်ဒီလိုဆက်ထားလိုက်ပြီးရင်
ဒီလိုပြန်ပြီးတော့ဒီအလက်မှတ်ချင်းစုံအောင်ဒီလိုပြန်ထပ်မယ်ဒီလိုပြန်ထပ်ပြီးရင်ပိတ်စမှာတော့ဒီနေရာလေးကိုဆက်လေးနဲ့ဒီလိုချုပ်လိုက်မယ်ဖိပြီးတော့เนาะဒီအနားလေးကိုကြတော့အဆွေသားနဲ့ကွတ်တာဖြစ်ဖြစ်เนาะပိုက်ပင်ကျိုးနဲ့ကွတ်တာပဲဖြစ်ဖြစ်ဒါမှမဟုတ်လို့ရှင်လည်းဒီစက်အနားလုံးတာပဲဖြစ်ဖြစ်လုံးထားလိုက်မယ်ပြီးတော့ဒီလိုဒါဆိုရင်ဒီလိုလက်ကလေးပြန်ဖြစ်သွားပြီဖြစ်သွားတော့မှဒီနေရာကိုဖောင်းမယ်ဒီနေရာကိုဘယ်လောက်တွန်းလိုက်မလဲဆိုရင်ဒီဂျိုင်းမှာလက်တက်မယ်ဆိုလို့ရှိရင်ဒါကတော့ဥပမာနမူနာလေးပြထားတာပေါ့နော်ဒီဂျိုင်းပေါက်မှာလက်တက်မယ်ဆိုလို့ရှိရင်ဒီဂျိုင်းပေါက်ရဲ့အကျယ်ကိုဒီလိုမျိုးဘေးတွဲပြီးသားဒီလိုတော့အနားမကွာသေးပေါ့ဘေးတွဲပြီးသားကိုဒီလိုမျိုးလေးဆန့်ပြီးတိုင်းလိုက်မယ်နော်ဒီလိုတိုင်းလိုက်တဲ့အခါကျရင်ဒါက8လက်မှဆိုတော့ဒီလိုအကျယ်ဆိုရင်16လက်မှရှိတာပေါ့နော်အဲ့ဒီဒီဟာကိုဒီနေရာလေးကနေပြီးတော့အလဲမှတ်လေးကနေပြီးတော့ဒီလိုလေးတွန့်မယ်ဒီလိုလေးပေါ့ဒီဘက်လေးကိုဒီလိုလေးတွန့်အဲ့လိုလေးတွန့်မယ်ဒီဘက်ကိုလည်းဒီလိုလေးတွန့်ဒီလိုလေးနော်အဲ့လိုလေးတွန့်မယ်ဒီလိုမျိုးတွန့်လိုက်မယ်နော်တွန့်ပြီးလို့ရှိရင်ဒါကတော့အခုကတော့တိတ်ကလေးနဲ့ကတ်ထားတာဒါကတော့ဆက်နဲ့ချုပ်လိုက်တာပေါ့နော်ပိတ်စအောင်အဲ့လိုတွန့်ပြီးလို့ရှိရင်ဒီကနေပြီးတော့လိုက်ပြီးတော့တိုင်းမယ်ဒီတိုင်းလို့ဒီလိုပတ်လဲတိုင်းလို့ရတဲ့အကျယ်ကဒါက16လက်မှရှိရမယ်နော်ဒီလိုအကျယ်ကဒီလိုလက်ဖောင်းရဲ့အကျယ်က16လက်မှဒီလိုအဝိုင်းရဲ့အကျယ်က16လက်မှရှိရမယ်ဒါမှခုနကအင်းကြီးရဲ့လက်မှာသွားပြီးတော့နော်ဒီလိုအဝိုင်းလိုက်တတ်မှာပေါ့နော်ဒီအင်းကြီးရဲ့လက်မှာဒီလိုအဝိုင်းလိုက်ဒီလိုမျိုးအဝိုင်းလိုက်ဒီလိုတက်မယ်နော်အဲ့ဒါဆိုလို့ရှိရင်ဒီအင်းကြီးလေးဒီလက်ကလေးကဒီအောက်မှာဆက်ရလဲပေါ်မနေတော့เนาะဒီလိုမျိုးလေးနှင်းစီဘူးလက်ကလေးဖြစ်သွားမယ်လက်အရင်ပဲလက်ပေါက်ဖက်မှာကြတော့ဒီလိုအတွန့်လေးတွေနဲ့တွန့်ပြီးတော့အစင်စင်တွန့်ပြီးတော့လက်ချုပ်လေးနဲ့ပေါ့နော်တွန့်ထားလိုက်မယ်ပြီးတော့ဒီဂျိုင်းအကျယ်ကိုကြတော့ကိုလိုချင်တဲ့ကိုယ့်ရဲ့ဂျိုင်းအကျယ်လေးကိုအစင်တင်လေးပဲလောက်ထားမယ်ပြီးတော့မှဆက်လိုက်မယ်ဆက်ပြီးလို့ရှိရင်ဒီနေရာကြတော့ဆက်ပြီးတော့ဝေးလိုက်လို့ရှိရင်ဒီနေရာလေးကအဆက်ရမပေါ်တော့ဘူးဒီလိုမျိုးလေးလက်ကလေးဒီလိုဝေးလိုက်တဲ့အခါဂျိုင်းရောက်တဲ့အခါကျရင်ဒီဂျိုင်းရောက်မှာဆက်ရမပေါ်တော့ဘူးเนาะဒါကြောင့်မလို့ဒီဘတ်တန်လေးကိုဆွဲပြီးလို့ရှိရင်ဟိုဘက်ဒီဘက်ကိုဒီလိုမျိုးတိတ်ကလေးနဲ့ဆက်ပြီးတော့မှအရှိလိုက်ကလေးဘတ်တန်ကိုညှက်မယ်ညှက်ပြီးလို့ရှိရင်ဒီအဖျားလေးတွေကိုကြတော့ကိုစိတ်တိုင်းကြပေါ့နော်ကွတ်ချင်တဲ့ဟာနဲ့ကွတ်လိုက်တယ်ကွတ်ပြီးလို့ချုပ်လို့ရှိရင်ဒါလေးကပုံကြတယ်ချစ်စရာကောင်းတယ်လက်ကလေးရမှာဖြစ်ပါတယ်ကျမကတော့ဒီဇိုင်နာထွင်မှာဒီလိုမျိုးပဲနောက်ထပ်လည်းနည်းပညာတွေတင်ပေးပါဦးမယ်နောက်ထပ်ဗီဒီယိုတွေမှာလည်းပြန်ဆုံမယ်နော်ကျေးဇူးတင်ပါတယ်လက်ကလေးကပြီးသွားပြီဆိုတော့ဒီလိုမျိုးဖောင်းဝိုင်းလေးပေါ့နော်ဒီလိုမျိုးဝိုင်းလေးနဲ့ဒီထဲထဲမှာဆိုလို့ရှိရင်လည်းဒါဆက်ရမပေါ်ဝစ်ထားလိုက်လို့ရှိရင်